စားသွားလောက်နော်မိမတို့စားပြီးပြီလား ကိုကရေးကြီးတာပါကိုကပင်မမနဲ့လှုပ်လှုပ်ရတာဆိုတော့ကိုပဲရင်စားသွားလိုက်နော်ကိုစီရဲ့ပစံရမှာတားလေးကိုစေကမ်းပြရမှာကိုတားလေးရင်ဖျားနေတယ် အေးပါတားလေးကိုလည်းစေကမ်းပြရအောင်မယ်အမေတို့လည်းစေဖို့လူတွေရဲ့အိမ်မှာဆန်ရှိတော့ဆန်ဝယ်ဖို့လည်းပတ်စံလူတွေကကိုသိပါတယ်နော်မေအတွက်ဆေးဖို့အရေးမကြီးပါဘူးတားရဲ့မီးလေးကိုဆေးကပို့ပို့တာလောက်ပါ 别，他他来一句，我的洗的没的现在不会接。 အေးပါတားရဲ့တားအီဝအောင်အေးလိုက်ပါနော် ဒါအဲ့တော့နော်ခဏနေမိစေကမ်းပို့ပြီးမယ်နော်တာ မိမတို့ပဲစားလိုက်ကြပါတော့နော် 佩佩，娘娘家，我的洗的妹妹的，现在我给我拿。 ပြောစရာကြီးကျွန်တော်ဟိုဘက်ခွေလေးကိုသွားချင်လို့ဘယ်လောက်ပေးရမလဲဗျ ။အိုးတောင်ဘောကွက်ဆိုတော့ကျွန်တော်3000ယူပဲဗျ အဲ့ဆိုကျွန်တော်သွားပြန်ငားလိုက်မယ်ကျွန်တော်ခဏဆောင်ပြီး1000ပေးမယ် ။ဟုတ်တက်ပါ